လုတ်ပါနဲ့အကိုရဲဆိုတဲ့ငိုယိုတောင်းပန်တန်တွေနဲ့အတူမော်ဒယ်တရုတ်ဆောင်ပတ်ချစ်ရှာတယောက်မလေးရှားနိုင်ငံကဟိုတယ်တစ်ခုမှာအရေးပေါ်အကူအညီလိုအပ်နေတယ်လို့သိရပါတယ်။သတင်းရင်းမြစ်တွေရဲ့အဆိုအရအစ်မစ်လို့လူသိများတဲ့အမျိုးသားဟာပတ်ချစ်ရှာကိုကြော်ညာရိုက်ကူးဖို့အကြောင်းပြချက်နဲ့မလေးရှားကိုခေါ်ဆောင်သွားခဲ့တာပါဒါပေမဲ့ဟိုတယ်ကိုရောက်တဲ့အခါမှာတော့ရှာနဲ့အတူပါလာတဲ့မိတ်ကပ်ဆရာတွေကိုအတင်းတမပြန်လွတ်လိုက်ပြီးရှာကိုအခန်းထဲမှာတယောက်တည်းပိတ်လောင်ထားခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာပြန့်နှံ့နေတဲ့အတန်ဖိုင်ရရှာဟာအကူအညီတောင်းဖို့ဖုန်းဆက်သွယ်နေတော့မှပဲအဆိုပါမျိုးသားအခန်းထဲကိုရောက်လာခဲ့တာပါမလုတ်ပါနဲ့လို့အကြိမ်ကြိမ်ငိုတောင်းပန်နေတဲ့ကြောက်လန့်တကြားအော်ဟစ်တန်တွေကြားလိုက်ရပြီးနောက်မှာတော့ဖုန်းဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။လက်ရှိမှာတော့အဆိုပါအမျိုးသားဟာခနစ်ကတဲ့ပေါ်မှာတင်းနေလွင့်နေပြီးရှာရဲ့အခန်းကပ်ကိုအသုံးပြုကအခန်းထဲကိုအတင်းဝင်ရောက်သွားတယ်လို့သိရတဲ့အတွက်ရှာရဲ့အသက်အန္တရာယ်ဟာတော်တော်လေးကိုစိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်။ယခုအချိန်ထိတိကျတဲ့နေရာကိုမသိရသေးပေမဲ့ရှာကသူမရဲ့သူငယ်ချင်းကိုနောက်ဆုံးပြောပြချက်အရသူမရှိနေတဲ့ဟိုတယ်နာမည်ဟာအခရာနဲ့စတင်တယ်လို့သိရပါတယ်။မလေးရှားရောက်မြန်မာနိုင်ငံသားများနဲ့တာဝန်ရှိသူများအနေနဲ့အဆိုပါအမျိုးသားရဲ့တဲနွေဗီဒီယိုကတဆင့်တီနေရာကိုခန့်မှန်းမိပါကသက်ဆိုင်ရာရဲစခန်းတွေကိုအမြန်ဆုံးအကြောင်းကြားပေးကြဖို့လူမှုကွန်ရက်စာမျက်နှာတွေမှာဝိုင်းဝန်းနှိုးဆော်နေကြပါတယ်။ရှာတယောက်ဘေးကင်းလုံခြုံစွာနဲ့ဒီအခြေအနေကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဆုတောင်းရင်းသတင်းကိုတင်ပြပေးလိုက်ပါတယ်။